ကျွန်တော်ဒီဗီဒီယိုမှာတော့လူတိုင်းစိတ်တရားအလကားရနိုင်မဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့ကူညီပေးခဲ့ကြပါအောင်ဗျကျွန်တော်တို့ဒီမှာ e-band များဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီအောက်က new ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဝေသားနှိပ်စိန်တွေကိုအနိုင်ယူလိုက်ပါဆိုတဲ့နေရာလေးကိုနှိပ်မယ်ပြီးရင်ဆက်သွားပြီဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါကတော့ကျွန်တော်တို့တွေစိတ်တရားအလကားရနိုင်မဲ့ Golden Map Contact ဖန်တီးမှုပြိုင်ပွဲ event ပဲဖြစ်ပါတယ်ကျွန်တော်တို့တွေ KOF event နဲ့သက်ဆိုင်တဲ့ဗီဒီယိုတစ်ခုကိုတင်လိုက်ရုံနဲ့ဘောင်ရမယ် emote ရမယ်စိန်လုံးတရားကိုရရှိမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လိုဗီဒီယိုတွေကိုဖန်တီးပြီးတင်ရမလဲဆိုလို့ရှိရင် KOF event skin တွေကိုဖောက်ပြတာပဲဖြစ်ဖြစ်KOF event နဲ့သက်ဆိုင်တဲ့အကြောင်းအရာတစ်ခုခုပြောတဲ့ဗီဒီယိုပဲဖြစ်ဖြစ် KOF skin တွေကိုသုံးပြီးတော့ကစားရတဲ့ game လေးတွေပဲဖြစ်ဖြစ်အဲ့ဒီဗီဒီယိုတစ်ခုခုကိုတင်ရမှာပဲဖြစ်ပါတယ်။တော့ game ထဲမှာဆိုလို့ရှိရင် KOF skin တွေကိုအလကားသုံးလို့ရတဲ့ mode တစ်ခုရှိပါတယ်။အဲ့ဒီ mode ထဲမှာဝင်ဆော့ပြီးတော့ game လေးတွေကို record လုပ်ပြီး edit လုပ်ပြီးတော့တင်ရင်လည်းရပါတယ်။ကျွန်တော် mode ကိုအဲ့ဒီ mode ကိုနောက်ပြီးခါကြလို့ရှိရင်ပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ KOF event နဲ့သက်ဆိုင်တဲ့ဗီဒီယိုတစ်ခုရပြီဆိုလို့ရှိရင်ဒီအဆင့်3ဆင့်ကိုလောက်ဆောင်မှသာစိန်အလုံးတရားကိုရရှိနိုင်မှာပဲဖြစ်ပါတယ်ပထမဆုံးတစ်အနေနဲ့ကကျွန်တော်ဒီ hashtag တွေကိုသုံးပြီးတော့ YouTube Facebook Instagram တို့မှာဗီဒီယိုကိုတင်ပေးရမှာပဲဖြစ်ပါတယ်နံပါတ်2အဆင့်ကကျတော့တွားရောက်အတည်ပြုမိဆိုတာကိုနှိပ်ပြီးတော့ comment သတ်မှတ်ပေးရမှာဖြစ်ပါတယ်နံပါတ်3ကကျတော့ YouTube Facebook Instagram platform တွေမှာဆော့ဆော့ကကျွန်တော်တို့လုပ်ထားခဲ့တဲ့KOF event နဲ့သက်ဆိုင်တဲ့ဗီဒီယိုတွေကိုတင်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီအဆင့်3ဆင့်နဲ့ညီမှသာကျွန်တော်တို့တွေကဒီဘောင်တွေရရှိမဲ့ emote တွေရရှိမဲ့စိန်အလုံးတရားကိုရရှိမှာပဲဖြစ်ပါတယ်။ပြီးတော့တချို့တွေအမှတ်မှားနေတာတခုရှိပါတယ်။တို့ဒီဖန်တီးသူစုလက်ဆောင်အသစ်ဆိုတဲ့စိန်အလုံးတရားကိုရရှိဖို့ဆိုလို့ရှိရင် TikTok ဆိုတဲ့ platform မှာတင်လို့မရပါဘူး။သူဒီမှာရေးထားပါတယ် YouTube Facebook နဲ့ Instagram platform တွေမှာဒါဒီဖန်တီးသူစုလက်ဆောင်အသစ်ဆိုတဲ့စိန်လုံးတရားကိုရရှိမှာပဲဖြစ်ပါတယ်။တော့ကျွန်တော်တို့တွေကဗီဒီယိုတစ်ခုကိုဖန်တီးပြီးပြီ။အခါဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီ YouTube ကတော့ကျွန်တော်တို့အတွက်ဆိုအလွယ်ဆုံးပြ YouTube နဲ့ Facebook ပေါ့ကျွန်တော်ကတော့အခု YouTube မှာတင်ပြပေးမယ်။တော့ YouTube မှာဆော့ဆော့ကဖန်တီးထားတဲ့ဗီဒီယိုတစ်ခုကိုနံပါတ်1က hashtag တွေသုံးပြီးတော့ဗီဒီယိုအလုပ်တင်နိုင်မယ်ပြီးလို့ရှိရင်နံပါတ်2တွားရောက်အတည်ပြုမိဆိုတဲ့နေရာမှာ comment သတ်မှတ်ပေးရမယ်အဲ့ဒီအဆင့်3ဆင့်လုံးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီစိန်အလုံးတရားဘောင် emote တို့ကိုရရှိနိုင်မှာပဲဖြစ်ပါတယ်ဗီဒီယိုရပြီလို့ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်တဆင့်ချင်းစီပြောပြပေးတော့မယ်အခုကျွန်တော်တို့ပထမဆုံးသတ်မှတ်ထားသော hashtag ဆိုရဲ #MLBB Golden Map #MLBB Creator ဆိုရဲ hashtag တွေကို copy ယူပြီးတော့ YouTube မှာဗီဒီယိုတင်ရမှာဖြစ်ပါတယ်အဲ့တော့ဘေးနားကပုံစံလေးကိုဒီပုံစံလေးကိုနှိပ်ပြီးတော့ copy ယူလိုက်ပါ copy ယူခဲ့ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ YouTube account ထဲကိုဝင်မယ် YouTube account ထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကအပေါင်းပုံစံလေးကိုနှိပ်လိုက်ပါကျွန်တော်တို့တင်မဲ့ဗီဒီယိုကိုနှိပ်လိုက်ပါ next ကိုနှိပ်လိုက်ပါဒီမှာကိုယ့်ရဲ့ဗီဒီယိုရဲ့ခေါင်းစဉ်ပေါ့ကိုကြိုက်တဲ့ခေါင်းစဉ်တစ်ခုပေးလို့ရတယ်မပေးခဲ့လည်းရပါတယ်ပြီးဒီအောက်က show more ကိုနှိပ်လိုက်ပါ add description ဆိုတာလေးကိုနှိပ်လိုက်ပါဒီနေရာမှာကျွန်တော်တို့စောစောက copy ယူလာတဲ့ hashtag နှစ်ခုကို paste လုပ်လိုက်ပါဖိနှိပ်ပြီးတော့ဒီက paste paste ဆိုတာလေးကိုနှိပ်လိုက်ပါဒါတွေအကုန်လုံးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်က upload ဆိုတာလေးကိုနှိပ်လိုက်ပါ no it's not made for kids ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင် upload ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့တွေကသူပြောထားတဲ့ hashtag ကိုသုံးပြီးတော့ဗီဒီယိုကိုတင်လိုက်တာပဲဖြစ်ပါတယ်ဗီဒီယိုတင်ပြီးသွားပြီဆိုလို့ရှိရင်ဒီအဆက်လေး3ဆက်ကိုနှိပ်လိုက်ပါ share ဆိုတာလေးကိုနှိပ်လိုက်ပါ copy link ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီ Golden Map Contact ဖန်တီးမှုပြိုင်ပွဲ event ထဲကိုပြန်လာပြီးတော့ဒီအောက်ကအခုပဲတင်သွင်းပါဆိုတာလေးကိုနှိပ်လိုက်ပါဒီမှာကျွန်တော်တို့စောစောကယူလာတဲ့ YouTube ဗီဒီယိုရဲ့ link ကို
paste ချလိုက်ပါ p နှိပ်လိုက်ပါပေါ်လာတဲ့ pst paste ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်ဒီအောက်က contact ဘာသာစကားဆိုတဲ့နေရာလေးမှာဒီကောင်လေးကိုနှိပ်လိုက်ပါပြီးရင်ဒီမှာကျွန်တော်တို့မြန်မာဆိုတာလေးကိုရွေးပြီးတော့တင်သွင်းမည်ကိုနှိပ်လိုက်ပါ event လမ်းမျိုးကိုတေချာဖတ်ရှုထားပြီးသဘောတူပါတယ်ဆိုတော့ဒီဘေးနားကဘောင်လေးမှာနှိပ်ပြီးတော့အမှန်ချစ်ပေးလိုက်ပါတင်သွင်းမည်ကိုနှိပ်လိုက်ပါဟော sorry ပါကျွန်တော်ဒီမှာ platform တစ်ခုရွေးချယ်ပေးရပါမယ်တော့ကျွန်တော်တို့ကအခု YouTube နဲ့တင်တာဖြစ်တဲ့အတွက်ဒီက YouTube ဆိုတာလေးကိုနှိပ်ထားလိုက်ပါเนาะကျွန်တော်တို့တင်တဲ့ platform ကိုတေချာလေးရွေးလိုက်ပါကျွန်တော်တို့က YouTube နဲ့တင်မှာဆိုတဲ့အတွက် YouTube ကိုနှိပ်ပါနှိပ်ပြီးလို့ရှိရင် video link ကို copy paste ချပါ contact ဘာသာစကားမှာ ကိုနှိပ်ပါပြီးလို့ရှိရင်တို့တင်သွင်းမည်ကိုနှိပ်ပါ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီဥစ္စာကိုတင်သွင်းပြီးသွားပြီဖြစ်ပါတယ်အဲ့ဒီအခါမှာကျွန်တော်တို့ဒီကကုတ်လေးရှိပါတယ်အဲ့ဒီကုတ်လေးကိုဒီ February 18ရက်နေ့ကြာလို့ရှိရင်ကုတ်လေးနဲ့ return လုပ်ပြီးတော့ဘောင်ရရှိမှာပဲဖြစ်ပါတယ် YouTube မှာ hashtag ကိုသုံးပြီးတော့ဗီဒီယိုလည်းတင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကတွားရောက်အတီးပြုမိဆိုတာလေးကိုလုပ်လိုက်ရင်ပြီးပါပြီဖြစ်ပါတယ်။ကျွန်တော်တို့ဒီတွားရောက်အတီးပြုမိဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်ဒီမှာအထူးတည်တံ့မှတ်ချက်ဆိုတဲ့နေရာလေးကနေပြီးတော့ဒီကူးယူမိဆိုတာလေးကိုနှိပ်လိုက်ပါကျွန်တော်တို့က YouTube မှာတင်တာဖြစ်တဲ့အတွက် YouTube ကိုနှိပ်လိုက်ပါကျွန်တော်တို့ဒီသူ့ရဲ့ video creator MLB creator center ရဲ့ဒီ video စီကိုရောက်လာပြီဖြစ်ပါတယ်တို့ဒီအောက်က comment လေးကိုနှိပ်လိုက်ပါ add comment ဆိုတာလေးကိုနှိပ်လိုက်ပါဒီနေရာမှာကျွန်တော်တို့စောစောက video တင်ထားတဲ့ကျွန်တော်တို့ရဲ့ YouTube ရဲ့ Go ရဲ့ account ကို login ဝင်လိုက်ပါ sign in ဝင်လိုက်ပါကို YouTube account ရဲ့ Gmail ကို sign in ဝင်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီအောက်က comment လေးကိုနှိပ်လိုက်ပါပြီးတော့ add the comment ဆိုတာလေးကိုနှိပ်လိုက်ပါပြီးကျွန်တော်တို့စောစောက copy ယူလာတဲ့နေရာလေးကို paste လုပ်ပြီးတော့ comment မှတ်မှာပဲဖြစ်ပါတယ်ဖိနှိပ်လိုက်ပါပြီး pst paste ဆိုတာလေးကိုနှိပ်လိုက်ပါပြီး comment ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကပြီးတော့ပါပြီဖြစ်ပါတယ်အခုဆိုရင်စင့်တွေအကုန်လုံးကိုလုံးဆောင်ပြီးပဲဖြစ်ပါတယ်ဘောင်ကို2လပိုင်း18ရက်နေ့ကျရင်ရမယ် emote ကိုလည်း2လပိုင်း18ရက်နေ့ကျရင်ရမယ်စိန်အလုံး100ကတော့ event ပြီးသွားရင်ရရှိမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီအပေါ်မှာကျွန်တော်ရဲ့ဆုလက်ဆောင်များဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘောင်ရဲ့ return code ရှိပါတယ် return code ကနေပြီးတော့ game ထဲက September redemption လုပ်ပြီးတော့ယူရမှာပဲဖြစ်ပါတယ်ဘယ်လိုယူရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားပါမယ်အရင်ဆုံးဒီ code ကိုကူးယူမိဆိုပြီးတော့ copy ကူးခဲ့လိုက်ပါ profile ပုံလေးကိုနှိပ်လိုက်ပါ setting ကိုနှိပ်လိုက်ပါလဲလှယ်ရယူခြင်း code ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီနေရာမှာကျွန်တော်တို့စောစောက copy ယူလာတဲ့ကောင်လေးကိုထည့်လိုက်ပါပြီးရင် OK ကိုနှိပ်ပြီးတော့လဲလှယ်ရယူရမှာပဲဖြစ်ပါတယ် KOF skin တွေကိုအလကားသုံးလို့ရတဲ့ mode အကြောင်းကိုပြောပြပေးသွားပါမယ်ဒီအောက်က mode ဆိုတာလေးကိုနှိပ်ပါ arcade ဆိုတာလေးကိုနှိပ်ပါ overdrive ဆိုတာလေးကိုနှိပ်ပါပြီးရင်ဒီမှာ download မဆွဲရသေးဘူးဆို download ဆိုတာလေးပေါ်နေမှာဖြစ်ပါတယ် download လေးကိုနှိပ်ပြီးတော့ download ဆွဲပေးလိုက်ပါပြီးလို့ရှိရင် download ဆွဲပြီးပြီဆိုလို့ရှိရင်ဒီက quick start ကိုနှိပ်လိုက်ပါကျွန်တော်တို့ဒီမှာ KOS again တကောင်နှိပ်လိုက်ပါ Aurora Karina Konabia ပါဗျာဒီ Masha ဖြစ်နှိပ်လိုက်မယ်ရွှေပြီးပြီဆိုလို့ရှိရင်တော့ဒီမှာ KOS again
Okay ဒီမှာ comment ဆိုတာရှိပါတယ် KOS skin တွေကို comment သုံးလို့ရပါတယ်ဒီ KOS skin တွေကိုသုံးပြီးတော့ဆော့ထားတဲ့ gameplay တွေကိုကျွန်တော်တို့ record လုပ်ပြီးတော့တင်လို့လည်းရပါတယ်အခု game ဆော့ထားတဲ့ဒီ KOS skin နဲ့ game ဆော့ထားတာတွေကိုကျွန်တော်တို့ဒီ screen record နဲ့ record လုပ်ပြီးတော့အဲဒီ record လုပ်ထားတဲ့ video ကို YouTube မှာ hashtag တွေသုံးပြီးတော့ video တင်ပြီးတော့ diamond 100ကိုရရှိမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးခြင်းဖြင့်ကူညီပေးခဲ့ကြပါဦးဗျာ